စားထက်ထားပြီလေမင်းတွေ့အနောက်မှာတွားစားရွှေမိနဲ့ရွှေလုံးပါဘူးလားမင်းတယောက်ထဲလာနေဖောက်လားမင်းကလေးနဲ့မိန်းမတော့မခေါ်ခဲ့ဘူးနော်တကူကောင်းဆန်လာလားမင်းပါစထုတ်ပေးလဲမှာတော့အနောက်မှာအစားထည့်ထားတယ်တော့စားတော့စားလေအနောက်မှာဖေးအနောက်မှာတော့သူ့နာမည်ရွှေထူးတဲ့ခုတလောရွှေမိတဲ့တာအမေမလားရွှေမိရခဏလေးပဲလာရင်မပြန်တော့တယ်သူကလေးစိတ်မချဘူးရွှေထူးပဲလာနေတယ်ဟဲ့